စုံရဝတ္တသမဝိတုတူသောအကုသိုလ်ကံအကျိုးခံစားရသူစုံရသည်ဝတ်ကိုတက်၍အသက်မွေးသူဖြစ်သည်ရာဇကြိုမျိုးကြီးသားဖြစ်တော်လဲသူ့၏အနီးတွင်ရှိသောဘုရားရှင်တည်င်းသုံးတွင်တော်မူရာဝေလူဝန်ကျောင်းတော်သို့တခါတလေမျှရောက်ဘူးသွားဘူးသူမဟုတ်ဝေလူဝန်ကျောင်းတော်နေယဟန်တန်ဃာများကမူသူ့၏အနီးနားမှဖြတ်တန်းလျက်နေ့စဉ်သွားလာနေသည်ကိုမူသူမြင်၏ယဟန်တန်ဃာတို့၏အတန်ကိုလည်းသူကြားသည်သို့သောယရနာသုံးပါးနှင့်ဆက်ဆက်သောလောကအမှန်သမျှသည်သူ၏နှင့်ဗရာတနန်တန်တန်ဖြစ်သည်နေရအနှံ့မှဝတ်ကိုဝဲသည်စုံနာသည်သူ၏လုပ်ငန်းအတွက်ဝတ်ကြီးငယ်တို့ကိုနေရဒေသအနှံ့အပြားမှဝဲသည်ဝယ်ယူရသမျှဝတ်တို့ကိုသူ့အိမ်နောက်ဖေးရှိဝတ်ချံထဲ၌စုဆောင်မွေးမြူသည်ကောင်းကောင်းလည်းကျွေးမထားသည်တန်ရာတန်ဖိုးပေးရတဲ့ဝယ်သည်အခြားနီလန်းဖြင့်လည်းဝယ်သည်တတ်တင်သောဝတ်တို့ကိုနေ့စဉ်သက်ကရောင်းဝယ်စားတောက်ခြင်းဖြင့်မိသားစုဘဝကိုထူထောင်နေထိုင်သည်သူ၏ဝတ်တန်ဤမှာသူများနှင့်မတူရက်ဆက်လွန်သည်ဝတ်များကိုတိုင်၌ချီနှောင်ပြီးတင်ပုံနှင့်ထုသည်အသားများရောင်ကိုင်းဖူးထလာသောအခါမှဝတ်တို့၏အာကောင်ကိုဒုံးနှင့်ထောက်လျက်ပါဇက်ဟနေအောင်လုပ်သည်ဟနေသောပါဇက်အတွင်းသို့ရင်နွေးပူပူကြက်ကြက်ကိုလောင်းထည့်သည်အကြိမ်ကြိမ်ရင်နွေးလောင်းထည့်သောဝတ်တို့၏ဦးအတွင်းမှအညစ်အကြေးအဟောင်းတို့သည်ထွက်လာသည်ရေနွေးအကြည်ရောင်လာမှလောင်းထည့်မှုကိုရက်သည်ထို့နောက်အမွေးများကိုမိမြိုက်ပြီးဓာတ်တစ်ထပ်ဖြင့်လယ်ပင်မှပိုင်းချတပ်ဖြတ်လိုက်သည်အနှစ်90ကျော်မှဤသို့နေ့စဉ်တပ်ဖြတ်ရောင်းဝယ်လျက်အသက်မွေးခဲ့ရာတနေ့တွင်သူ၏ကိုယ်ပေါ်၌အနာများပေါက်လာသည်နေရအနှံ့ပေါက်လာသောအနာများကြောင့်သူအော်ဟစ်နေရသည်တနေ့ထက်တနေ့ပိုဆိုးလာသောအနာများကြောင့်တတိလစ်သည့်အခါလက်သည်သူ့ကိုအပြင်မထွက်နိုင်ရန်မိသားစုတို့ကအိမ်ကိုပိတ်ထားသည်အိမ်ရန်တွင်ဝက်ကဲ့သို့အော်ဟစ်ကဟိုမှဒီမှပြေးနေရသည်ဤဒီမှာသူလုပ်ခဲ့သောအကုသိုလ်ကံဤတူသောအကျိုးကိုခံစားရခြင်းပင်ဖြစ်သည်ကံတရားဤဓမ္မတာကောင်းမှုကုသိုလ်ကံသည်ကောင်းသောအကျိုးကိုပေးသည်အကုသိုလ်ကံသည်မကောင်းသောအကျိုးကိုပေးသည်ဤဒီမှာကံတရားဤမျက်နှာကြီးငယ်မလိုက်တတ်သောနိယာမကံတရားဤဓမ္မတာဖြစ်သည်ဤသို့အိမ်အတွင်း၌အော်ဟစ်ပြေးလွှားကနေ့စဉ်ခံစားနေရရာမှတပတ်ခန့်ကြာသောစုံနာကွယ်လွန်သွားတော်သည်သူ့အိမ်အနီးမှကြွသွားကြသောယဟန်တော်တို့ကတပတ်ခန့်အော်ဟစ်ဆူညံစွာခံစားနေရသောစုံနာ၏အတန်တို့ကိုကြားရသောအခါဖျားရှင်အားအကျိုးအကြောင်းလျှောက်ထားသည်ထိုအခါဖျားရှင်ကသူပြုခဲ့သောအကုသိုလ်ကံဤအကျိုးတူကိုခံစားရခြင်းဖြစ်သည်ဟုမိန့်တော်မူလျက်ဤဒေသနာတော်ကိုဟောတော်မူသည်ဒေသနာတော်ဤအတိတ်ပဲမကောင်းမှုပြုလိုသည်ဤဘဝ၌လည်းစိုးရိမ်ပူပန်ရ၏နောက်ဘဝ၌လည်းစိုးရိမ်ပူပန်ရ၏ပြစ္ဆုတ်ပံတမလွန်နှစ်ဘဝလုံး၌စိုးရိမ်ပူပန်ရ၏ထိုမကောင်းမှုကိုပြုထားသူသည်သူ၏မကောင်းသောအကုသိုလ်ကံကြမ္မာကိုမြင်၍စိုးရိမ်ပူပန်ရခြင်းဖြစ်၏စိုးရိမ်ပူပန်ရသည်နှင့်အမျှလည်းပင်ပန်းရသည်စုံနာဝတ္တသမဝတ္ထုပေ၏